အားလုံးပဲမင်္ဂလာပါကျမကတော့ကလေးငယ်လေးတွေကိုခိုးရပါတာစကားရေးတက်ဖတ်တက်ပြောတတ်အောင်သင်ကြားပေးသွားမယ်ဆမ်မဲဖြစ်ပါတယ်ဆမ်နဲ့အတူခိုးရပါတာစကားကိုနေ့စဉ်လေ့လာလို့ရအောင်ဆမ်ရဲ့ page ကိုလည်း like and share လေးလုပ်သွားပေးဖို့ပြောချင်ပါတယ်ရှင်ဒါဆိုလို့ရှိရင်သင်ခန်းစာလေးကိုစလိုက်ကြရအောင်သွားမယ်တတမမီများအားလုံးပဲမင်္ဂလာပါကိုရီးယားစာတင်ဖို့ဝင်လာကြတဲ့တတမမီလေးတွေအားလုံးကြိုးဆိုပါတယ်အခုကနေစပြီးတော့ဆမ်ကကိုရီးယားစာကိုတင်ပေးတော့မှာဖြစ်ပါတယ်ကိုရီးယားစာတင်ဖို့ဆိုလို့ရှိရင်အရင်ဆုံးစာအုပ်ရယ်ခဲတန်ရယ်ကိုယ့်ရဲ့အရှိမပြင်ဆင်ထားပေးဖို့ပြောချင်ပါတယ်ဒါဆိုရင်ကိုရီးယားစာလေ့လာကြမယ်နော်ကိုရီးယားစာလေ့လာကြပါမယ်자သင်ခန်းစာတစ်ကနေစပြီးတော့သွားမှာဖြစ်ပါတယ်ကိုရီးယား B 14လုံးရှိတယ်ကိုရီးယားမှာမြန်မာမှာလည်း B တရတွေရှိသလိုပဲကိုရီးယားမှာလည်း B တရဆိုတာရှိပါတယ်B ကကြတော့14လုံးရှိပါတယ်ဒီမှာမြင်တဲ့အတိုင်းတသားမမီတို့အားလုံးတွေ့ရလားတွေ့ရတယ်နော်ဒီမှာ Sam ကလိုက်ပြပေးပါမယ်ဘယ်နှခုရှိလဲရည်ကြည့်မယ်နော်တစ်ခုနှစ်ခုသုံးခုလေးခုငါးခု6ခု9ခု10ခု9ခု10ခု11 12 13 14ခုဟုတ်တယ်နော်14ခုရှိပါတယ်ဒီလိုပုံစံ14ခုရှိပါတယ်ဒါကိုကိုရီးယားလိုဂျာအုံးလို့ခေါ်ပါတယ်ကိုရီးယား B 14လုံးဖြစ်ပါတယ်ဒါဆိုရင်Sam ကကိုရီးယားစာတွေကိုဒီ B 14လုံးကိုတစ်လုံးချင်းစီအသေးစိတ်ဘယ်လိုရေးရမယ်ဆိုတာကနေစပြီးတော့ပြောပြပေးပါမယ်ပထမအဆုံးတစ်လုံးရေးတဲ့ချိန်မှာဘယ်လိုရေးရမလဲဆိုတော့ပထမအဆုံးတစ်လုံးကဒီလိုပုံစံရှိပါတယ်အဲ့ဒါကိုရေးတဲ့ချိန်မှာဘယ်လိုရေးရမလဲဆိုတော့Sam ဒီမှာများကောင်းလေးထိုးပြထားပြီးတယ်နော်1 2အဲ့လိုပုံစံရေးရမှာဖြစ်ပါတယ်ဒါကိုရီးယားစာရေးတဲ့ချိန်မှာရေးပုံရေးနည်းမှန်ရမယ်ပေါ့နော်ရေးပုံရေးနည်းအမှန်နဲ့ရေးရမှာဖြစ်ပါတယ်ကိုကြိုက်တယ်လို့ရေးလို့မရဘူးဒီဟာကိုဘာလို့ခေါ်လဲဆိုတော့ဂီယော့လိုက်ဆိုမယ်ဂီယော့1 2ဂီယော့ကဂီယော့အဲ့လိုဆိုမယ်နော်သူအတန်ထွက်ကဒီလေချောင်းကအတန်ပါတယ်ဒီလေချောင်းကကဆိုတဲ့ဆိုလိုက်တဲ့ချိန်မှာဒီလေချောင်းကအတန်နဲ့ဆိုရတယ်ပေါ့နော်အဲ့တော့သူ့မှာဂတ်တက်အတန်ရှိတယ်လို့မှတ်ထားရမယ်နော်အဲ့တော့ဒီလေချောင်းအတန်ရှိတယ်လို့မှတ်ထားရမယ်နော်ဂီယော့အဲ့တော့သူ့ကိုအတန်ထွက်မှတ်တဲ့ချိန်မှာဂလို့မှတ်မယ်သူ့ရဲ့နာမည်ကကြတော့ဂီယော့လို့ခေါ်ပါတယ်နောက်တစ်ခေါက်လိုက်ဆိုမယ်ဂီယော့ရမ်းတော်ပါတယ်ဒါဆိုရင်နောက်တစ်လုံးပြန်သွားမယ်နော်ဒါကိုစာအုပ်ထဲမှာချရေးပေးပါနောက်တစ်လုံးပြန်သွားမယ်자နောက်တစ်လုံးကဘယ်လိုပုံစံရှိလဲဆိုဒီလိုအခုနကနဲ့ဆန့်ကျင်ဘက်ပုံစံသူကဒီဘက်ကိုလန်နေတဲ့ပုံစံရှိပါတယ်ဟုတ်တယ်နော်ဒါဆိုရင်ဘယ်လိုရေးရမလဲဆိုတော့1 2လို့နှစ်ခေါက်ရေးရမှာဖြစ်ပါတယ်သူရေးတဲ့ချိန်မှာ1 2ဒါကိုဘာလို့ခေါ်လဲဆိုတော့နီအင်းလို့ခေါ်ပါတယ်ဒီသူ့ရဲ့နာမည်ကနီအင်းပေါ့နော်ဒီမှာမြန်မာလိုအတန်ထွက်ကိုအတိအကျSam ကရေးလို့မရလို့ဒီမှာရေးထားတဲ့မြန်မာအတန်ထွက်ကိုမကြည့်ဘဲနဲ့Samရဲ့အတန်ထွက်ကိုပဲလိုက်ဆိုပေးနော်နီအင်းသူ့မှာနတ်တက်အတန်ရှိတယ်လို့မှတ်ထားမယ်နော်နီအင်းလိုက်ဆိုမယ်နီအင်းအရင်တော့ပါတယ်နီအင်းဟုတ်ပြီနော်သူ့မှာနတ်တက်အတန်ရှိတယ်သူလည်းချရေးထားမယ်နှလုံးရှိပြီနော်နှလုံးရှိသွားပြီ
자, 나 떨렁 변도하메. 나 떨렁아 블루 봉산 시래서 뒤로 봉산 시래. 자, 블루 이야 말래서로 예봉 예니 매야메 너. 라 예바메. 1 2 뚜아 나카오. 뚜아 1 2 အဲ့လိုရေးရမယ်နော်။자အားလုံးလိုက်ရေးနေပြီလား။လိုက်ရေးထားပြီနော်။လိုက်ရေးရမယ်နော်။자သူ့ရဲ့အတန်ထွက်ကဘယ်လိုတန်ထွက်လဲဆိုတော့ the good good မဟုတ်ဘူးနော်။မြန်မာအတန်ထွက်လို့အတိအကျရေးလို့မရလို့ Sam ရဲ့အတန်ထွက်ကိုပဲလိုက်စုစည်းချင်ပါတယ် the good သူ့ကို the good လို့ခေါ်ပါတယ်။သူ့ရဲ့နာမည်က the good နော်။အဲ့တော့သူ့မှာဘာအတန်ရှိလဲဆိုတော့တတ်အတန်ရှိပါတယ်။သူက the good ဒီအတန်နဲ့ဆုံးတယ်ပေါ့နော်တတ်အတန်ရှိတယ်လို့မှတ်ထားမယ်နော်ဟုတ်ပါပြီဒါဆိုရင်နောက်တစ်လုံးဆက်သွားမယ်じゃあတစ်ခါတော့လိုက်ဆိုလိုက်ပါဦး the good ဟုတ်ပါတယ်အရင်တော့ပါတယ်ဒါဆိုရင်နောက်တစ်လုံးပြန်ဆက်သွားမယ်じゃあနောက်တစ်လုံးကဘာနဲ့တူလဲနောက်တစ်လုံးကဒီလိုပုံစံရှိတယ်ပေါ့နော်ဒီလိုပုံစံရှိတယ်သူကမြန်မာစာလုံးနဲ့လည်းတူတယ်လို့ပဲเนาะသူ့ရဲ့နာမည်ကဘာလို့ခေါ်လဲဆိုတော့လီအွေလို့ခေါ်တယ်သူ့ကိုရေးတဲ့အချိန်မှာဘယ်လိုရေးလဲဆိုတော့1 2 3အဲ့လိုရေးတယ်เนาะအဲ့တော့သူ့ရဲ့နာမည်ကလီအွေလီအွန်းမဟုတ်ဘူးเนาะဒီမှာလက်သက်တန်ပါတယ်သူ့ရှာလိုက်ပြီးမှဆိုပေးရမယ်လီအွေเนาะအဲ့တော့လက်ရေးနေပြီလား1 2 3ရေးပြီးသွားပြီเนาะဒါဆိုရင်တစ်ခေါက်လောက်လိုက်ဆိုကြည့်အောင်လီအွေဟုတ်တယ်ရှာလိုက်ရမယ်เนาะဟုတ်ပါပြီဒါဆိုရင်သူ့ကိုလက်သက်အတန်ရှိတယ်လို့မှတ်ထားမယ်เนาะသူမှာရှာလိုက်တဲ့အတန်ရှိတယ်လို့မှတ်ထားမယ်နောက်ဆုံးသူ့ရဲ့အတန်ထွက်မှာလီအွေအဲ့တော့သူ့ဘယ်လိုဆိုလို့ရလဲဆိုတော့လာလီအွေလို့ဆိုလို့ရတယ်ဟုတ်ပါပြီအရင်တော့ပါတယ်ဒါဆိုရင်자နောက်တစ်ခုပြန်ဆက်သွားမယ်자နောက်တစ်ခုကတစ်တာလေးပုံစံပေါ်လာပြီ자တစ်တာလေးပုံစံဘယ်လိုရေးမှလဲဆိုတော့1 2 3자အဲ့လိုရေးပါတယ်ကိုကြိုက်တယ်လို့ရေးလို့မရဘူးเนาะသူမှာရေးပုံရေးနည်းအတိုင်းရေးပေးရမှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့နာမည်ကဘယ်လိုခေါ်လဲဆိုတော့မီပါဇက်ပိတ်ပေးရမှာเนาะမီအဲ့တော့ Sam တို့ဆိုတဲ့အချိန်မှာမမီအဲ့လိုဆိုလို့ရတယ်เนาะအဲ့တော့သူ့ကိုမတ်သက်တန်ရှိတယ်ပါဇက်ပိတ်တဲ့အတန်ရှိတယ်လို့မှတ်ထားပေးရမယ်သူ့ရဲ့နာမည်ကမီဟုတ်ပြီเนาะဆိုတဲ့အချိန်မှာမမီ자တစ်ခါတော့လိုက်ဆိုမယ်မမီဟုတ်ပါပြီအရင်တော့ပါတယ်ဒါဆိုနောက်ခုပြန်ဆက်သွားမယ်နော်နောက်တစ်ခုကကဲမြန်မာစလုံးနဲ့တူတယ်နော်ဒီကလည်းဘာနဲ့တူလဲမနဲ့တူတယ်လို့ပဲနော်ဒါပေမဲ့မမဟုတ်ဘူးသူကဘာလဲဆိုတော့ဘဖြစ်ပါတယ်သူဘယ်လိုရေးရလဲဆိုတော့1 2 3 4အိုးသူကလေးခေါက်တောင်ရေးရတယ်နော်1 2 3 4အဲ့လိုရေးရမယ်နော်အဲ့တော့ကြိုက်တယ်လို့ရေးလို့မရဘူးเนาะဒီမှာရေးပုံရေးနည်းအတိုင်းရေးပေးရမှာဖြစ်ပါတယ်1 2 3 4လက်ရေးနေပြီလားဟုတ်ကဲ့ပါဟုတ်ပါတယ်အဲ့လိုရေးရဟုတ်ပါတယ်자ဒါဆိုရင်သူ့ကိုသူ့ရဲ့နာမည်ဘယ်လိုခေါ်လဲဆိုတော့B up လို့ခေါ်တယ်သူ့မှာလေပါဇက်ပိတ်သူ့မှာလည်းပါဇက်ပိတ်တယ်ဒါပေမဲ့ तू ကပါဇက်ပိတ်တဲ့အချိန်မှာအတန်ဆွဲမှမပိတ်ဘူးချက်ချင်း
အဲ့လိုမျိုးပိတ်လိုက်တာနော် be up အဲ့တော့သူ့မှာပတ်သက်အတန်ရှိတယ်လို့မှတ်သားပေးရမယ်ပါစက်ပိတ်တဲ့အတန် be up okay ခြားလိုက်ဆိုကြည့်မယ်သူ့ဆိုတဲ့ချိန်ဘယ်လိုဆိုလို့ရတယ်ဆိုတော့ be up be up ခြားလိုက်ဆိုကြည့်မယ် be up up မဟုတ်ဘူးနော် up be up okay 자ဒီတစ်လုံးလေးရေးထားပြီးပြီလားဒါဆိုရင်နောက်တစ်ခုဆက်သွားမယ်နော်자ဒီဟာလေးကဘာနဲ့တူလဲအင်္ဂလိပ်နဲ့တူတယ်လို့ပဲဟုတ်တယ်နော်자ဒီဟာဘယ်လိုရေးရလဲဆိုတော့ 1 2နှစ်ခေါက်ပဲသူကလေ1 2လွယ်တယ်နော်ဒီဟာရမ်းလွယ်တယ်အဲ့တော့သူ့ရဲ့နာမည်ကဘာလဲဆိုတော့ she out အဲ့တော့သူဘယ်လိုဆိုလို့ရတယ်ဆိုတော့စ she out သူမှလည်း out နောက်ဆုံးအတန်ထက်မှာ out အဲ့တော့တတ်အတန်ရှိတယ်လို့မှတ်ထားမယ်သူကိုလည်း out နော် she out okay ရေးပြီးသွားပြီလားဒါဆိုနောက်တစ်ခေါက်ဒီဟာလည်းလိုက်ဆိုရအောင်စ she out ဟုတ်ပါတယ်စ she out okay